Hello မင်္ဂလာပါမအိပ်ပါနော်ကဲမအိလိုမျိုးအိမ်မနေနဲ့ဝင်ငွေရှာခြင်းနဲ့မအိလိုကလေးမမေတွေဆိုလို့ရှိရင်လာပြီးတော့လက်တွဲလို့ရပါတယ်မအိရလက်တွဲခေါ်ပါတယ်နော်ဘာဖြစ်လို့လဲဆိုမအိဆိုရင်10ဘူးလေးပေါ့နော်ဒီဒဝမ်းပေါ့နော်ကျမ်းမာရေးယူလေးကို10ဘူးနဲ့မအိကစားခဲ့တာဒါပေမဲ့အဲ့ဒါကိုကစားဖို့ဆိုပြီးဝယ်တဲ့ချိန်မှာပြန်ရောင်းဖြစ်သွားတဲ့အကြောင်းလေးပေါ့နော်လာပြီးတော့ share နဲ့လုပ်ပြမယ်နော်မအိက10ဘူးဝယ်လိုက်တယ်ဝယ်လိုက်ပြီးတော့မှလေအသီးတွေမိတ်ဆွေတွေတငယ်ချင်းတွေကနေဟဲ့နှင်းချိုးနေတရားရောင်းနေတာလားဒီဒဝမ်းလေးနေရောင်းနေတာလားအမလေးနာမည်ကြီးလေသူအဲ့လိုမျိုးပြောတာအဲ့လိုပြောတော့အဲ့ကိုကလည်းစနောက်ပြီးတော့မှလေဟုတ်တယ်ညီမရောင်းနေတာအမဝယ်မလားပေါ့ကိုအဲ့လိုမျိုးပြောအေးဝယ်သွားမယ်ငါ့ကိုလေတက်စားပြီးတက်လာဆိုဘလောက်တော့တက်စားကဘလောက်ပေါ့ငွေမဘလောက်အေးအဲ့ဆိုငါဝယ်သွားမယ်ဆိုဝယ်သွား10ဘွက်အောက်လေးပဲကိုတော့တဘူးပဲစားရတယ်အတုံးကလေအဲ့မဲ့ကိုနောက်တယ်ပေါ့နော်ထက်မာတယ်ကြောက်ပြောတယ်ငါထက်မာလိုက်မယ်ပေါ့သူကလေမင်းကလည်းစားဖို့ပဲဟာအများကြီးဘာလို့မှာလဲသူကငါပတ်စံရတယ်ငါချက်ချင်းရတာပတ်စံအကွာလေပျော်သွားတာပေါ့ပျော်သွားအဲ့နဲ့ကိုစားဖို့မှာတာနေမှာရောင်းဖြစ်သွားတဲ့အကြောင်းလေးပေါ့နော်ရွှဲလေးလုပ်ပြတာပေါ့နော်အဲ့ဒါနဲ့လေမအေးရောင်းဖြစ်သွားတဲ့ခါကျတော့မအေးလေဘာမှစိတ်ဘူးနော်စိတ်ဘူးနဲ့ဘူးနဲ့ဘူး30နဲ့ဘူး30နဲ့ဘူး50အဲ့လိုမှာလေ50ကလေမကြည့်တလားတော့မြောင်းအောင်အားဦးလေးကုန်သွားတလားအဲ့ဒါနဲ့ကိုဒီလိုက်ကြတော့ကိုလေဘာဖြစ်လို့ပတ်စံမြင်လာလောဘတွေကြီးလာတိမလားငါလုံနိုင်တယ်ပေါ့အမလေးငါအရင်တော့ဆို online မလုံနိုင်လို့ငါထင်ထားတာပေါ့နော်ကိုထင်ထားတာအမလေးအခုငါဂျာလာစာလေးရောအမလေးငါရောင်းတဲ့ပတ်စံလေးရောအမလေးတလားဆိုငါဘလောက်တော့မြက်နေတာဒါဆိုရင်ငါဘာလေးလုပ်ချင်တာငါတော့ပြည့်ပြီပေါ့နော်အဲ့နဲ့ကိုလေလောဘကြီးရဒီလားလေအမလေးကျမလေးဘူး100တော့မှားလိုက်တာတော့ဘူး100လောက်တာအခုလေကျမမာလေးကြည့်လား50ကျော်ပဲရှိရတယ်တော့မကြည့်ဘူး30ကျော်တော့ကျမရောင်းကုန်ပြီအမလေးအဲ့ဒါကျမပျော်နေတာအရင်ကအမလေး online ကိုဆက်လုပ်လို့ရှိရင်မအေး view တွေမှာကြည့်လိုက်နော်အဲ့ပါလေမအေးကလေမပြောရဲဘူးကွာဆက်ပြောတော့ခဏရက်အဲ့လိုမျိုးလေမှားတော့မလားအဲ့လိုမျိုးတွေစဉ်းစားနေရလေသိလားမလားကိုကမပြောတတ်မဆိုတတ်ကင်မရာလည်းဒီလိုမျိုးလေမအေးကလေကင်မရာရိုက်ကြလည်းမကြိုက်ဘူးအလှပြင်တာလည်းမအေးကမကြိုက်အခုဆိုလေအလှပြင်တာလည်းကြိုက်လာတယ်ကင်မရာလည်းကြိုက်လာတယ်ပြီးလို့ရှိရင်လေပတ်ဆိုင်ရတာကိုလည်းမအေးကရမ်းကြိုက်လာတာဘာဖြစ်လို့လဲဆိုလေကိုဆက်ကိုကိုင်တော့ရတဲ့ free လေးကိုပို့ပြီးတော့ကြိုက်လာတာအပြိုတော့လုပ်တယ်ကွာအခုအိမ်အောင်တွေကြိုက်ရမအေးအိမ်အောင်9နှစ်တွင်းမှာမအေးကလေအခုမှလောက်တာတစ်နှစ်တောင်မရှိသေးဘူးမအေးလောက်တာဆို4လပေါ့နော်အခုယူတာနဲ့ဆို4လကြော်ပြီပေါ့နော်အဲ့ဒါလို့လောက်တာမိမလေးပတ်စံရလာပြီပတ်စံကပျော်တာရတာမပျော်ဘူးပေါ့နော်ကိုကြောင်ပြုံးစီနေအဲ့လေဘာဖြစ်လို့လဲဆိုတော့လေမကြည့်ကိုကလေအမျက်တွေလည်းရတော့ငါဘာလေးလုပ်မယ်ငါဘာလေးတော့ဝယ်မယ်ဟောကိုကလေမရမသားလေးတော့လည်းမူတော့ငါသားလေးတော့ဘာလေးဝယ်မယ်တမိတော့ဘာဝယ်မယ်ပေါ့နော်အဲ့လိုမျိုးလေးတွေတော့အရန်ပြောပေါ့နော်မရလေကိုလည်းလှသွားတယ်ပြီးရင်ကိုရှိမလာဝယ်တဲ့လေကာစမာလေးလည်းလှသွားတယ်ဆိုအရန်ကျင်